Hello တဲလေးတို့ရေဒီနေ့မမေရှယ်ရနေပြီးတော့မှာထားတဲ့ဒီပါစတယ်လေးပေါ့နော်ထုတ်ပြပေးတာဖြစ်ပါတယ်ရှင်လက်ကလေးနဲ့ပဲထောက်တယ်အရင်ဦးဆုံးဒီလိုဖဲပြားလေးတွေဒီလိုခေါင်းစီကြိုးလေးတွေပေါ့နော်ပြီးရင်ဒါလေးကခြေအိတ်လေးဖြစ်ပါတယ်ဒါလေးကဒီလိုတစ်ထုပ်မှာ၄အိတ်၄စုံပါတယ်ပေါ့နော်ဒါလေးကပြီးရင်ဒါဒီလိုမျိုးနောက်ညက်ထိုးလို့ရတဲ့ဖဲပြားလေးပေါ့နော်တဲ့လိုမျိုးနောက်ညတဝက်လေးစီးပြီးသွားပြီဆိုလို့ရှိရင်ဒါလေးကိုမင်းတို့ဒီလိုမျိုးလေးနောက်ကလေးမှာပန်းလိုက်ရုံပဲပေါ့နော်ပြီးတော့မင်းဒါလေးမှာဒါလေးကဒီလိုမျိုးဖုန်းစတက်လေးပေါ့နော်ဒါလေးဆိုရင်မင်းဘယ်နှပတ်လဲ10ပတ်လား20လားအဲ့ဝင်းကျင်နေပေါ့နော်ဒါ discount ရလို့ဆိုတော့ဒါလေးကိုမှာလိုက်တာပါရှေ့အိတ်ကတော့မင်းကနာလို့ရှိရင်တစ်ထုပ်ပဲမှာတာဒါပေမဲ့ဒီလိုမျိုးဒီထုပ်ကလေးပါပေါ့နော်နှစ်ထုပ်မှာပြီးသွားတယ်တကယ်တော့တစ်ထုပ်ပဲမှာတာနှစ်ခါနှိပ်ပြီးသွားတယ်ပြီးတော့ဒီလိုမျိုးခြေကလေးဒါတော့ခုနနဲ့မတူဘူးသူကဘယ်လိုလေးလဲဆိုတော့ဒီလိုမျိုးလေးပါအသားလေးကတော့အီလေးဒါပေမဲ့အရန် quality ကောင်းလားဆိုရင်တော့အရန်ကြီးတော့မကောင်းဒါပေမဲ့ဈေးကတော့တက်တာဒီလိုမျိုးလေးအဲ့ဒါမျိုးလေးသူကဒီဟာဒီလိုရက်ကလေးပြထားမျိုးလေးဒါလေးတွေဒီလိုလေးပေါ့နော်ဟောဒါရဲ့သူတော့မတူဘူးဒီကလေးတော့မတူတော့ဒီလိုမျိုးခေါင်းစီကျိုးလေးပေါ့နော်အမေအဲ့လိုပလစ်ကလေးပန်းတာကြိုက်တော့ခေါင်းစီကျိုးလေးဆိုလို့ရှိရင်မှာဖြစ်တာကြိုက်ပေါ့နော်အမှာဖြစ်တာမဝယ်ဖြစ်တာဒီတော့နည်းနည်းကြာသွားတော့ဒီလိုမျိုးနောက်ပြဖဲပြားလေးတွေတော့ပေါ့နော်ဒါမျိုးလေးတွေမှာထားပါတယ်ရှင်သူက3ယောက်ပါတယ်ပေါ့နော်ဒါတော့မင်းကလစ်ဗီဒီယိုလေးပါရိုက်လို့ရှိရင်တက်လို့ရအောင်ဆိုပြီးတော့ဒီမှာလက်သေးအတူလေးတွေမှားထားတာ quality လေးကတော့မဆိုးပါဘူးเนาะဆိုရန်ကြီးကတော့ဟိုလိုမျိုးမဟုတ်ပေမဲ့ quality ကောင်းတယ်တော့ပါတယ်ဘာလို့လဲဆိုတော့ဒါလေးကအရန်ဈေးမကြီးဘူးပေါ့နော်အရန်ဈေးမကြီးတဲ့အချိန်မှာရတာဖြစ်ပါတယ်ရှင်ဒါကျွန်တော်ပုံသွားပါပြီပြီးတော့ဒီလိုမျိုးဖဲပြလေးဖဲပြခေါင်းစီကျိုးလေးပေါ့နော်ဒါလေးဆိုရင် cream ရှိတယ်အနီအမဲဒီလိုမျိုး3လောဒီလိုတစ်ထုပ်ပေါ့နော်တစ်ထုပ်အဲ့ဟာလေးကိုမှားထားဖြစ်ပါတယ်ပြီးတော့ဒီလိုမျိုးနောက်ရဟာလေးတွေဒါမျိုးလေးတွေဒါမျိုးတစ်ခါရဲခေါင်းလေးစီးပြီးလို့နောက်လေးမှပန်အောင်ပေါ့နော်ဒါလေးတွေပြီးတော့ဒါလေးဒါကြတော့ဒါလေးတွေနော်ဒါလေးဒီလိုလေးကြဒီလိုမျိုးလေးဒါကြတော့မင်းကဖောက်တာအောင်ပါလေဖုံးကာပါလိပေါ့နော်ဒါလေးဆိုရင်လည်းမင်းမြန်မာငွေနဲ့ဆိုလို့ရှိရင်ထောင်ကနန်းလောက်နေပဲပေါ့နော်ဒါလေးဆိုမင်းရတာ quality လေးကမဆိုးဘူးဒီဟာကတော့မင်းဒါရှင်းရနေပြီးတော့ပေါ့နော်ဒါမင်းလိုချင်တဲ့ပစ္စည်းလေးတွေဒါလေးတွေကိုစမ်းပြီးတော့မှာကြည့်ထားဖြစ်ပါတယ်ရှင်
မစ်စီမှာဒီလိုမျိုးချစ်စရာကောင်းတဲ့တေးသေးပစ္စည်းလေးတွေကိုမှားတာကြိုက်တယ်ဝါသနာပါတယ်ဒီလိုမျိုးလေးတွေကိုသဘောကျတယ်ဆိုတဲ့ customer လေးတွေမစ်စီမှာဒီလိုမျိုးလေးတွေဘန်ကောက်ထားတိုင်းဝယ်ယူအားပေးပြီးတော့မှာလို့ရပါတယ်ရှင်ညဘက်ဆိုဗီဒီယိုလေးနည်းနည်းဝါနေပေါ့နော်မမေဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ရှုပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်